အားလုံးပဲမင်္ဂလာပါဒီနေ့ကပိုင်းပြလာမှာပေါ်မှာရှိတဲ့ဒီပွိုင်းမှာဒီတန်းစုနဲ့တူတူပူပြနေတော့စားခဲ့ပါတယ်ဒီမှာကကြတော့သူကဟင်းပွဲက24မျိုးလောက်ပါပြီးတော့အချိုပွဲက18မျိုးလောက်ပါလို့ပြောရပေါ့နော်ဒီစလီတီချာတော့မရှိခဲ့မိပါဘူးအခုဒီမှာတွေ့တဲ့အတိုင်းပဲမုတ်တရားတော်တော်လေးစုံနေဒါကိုတီယိုကောင်တာမော်လီတောင်းနေရတယ်ပေါ့နော်ဒါကလို့သူကအမလာကင်တော့လို့ပုံစံမျိုးတုတ်ပေးရပေါ့နော်အဲ့ဒါလေးစကြည့်ခဲ့ပါတယ်နောက်ပြီးတော့ဒီဘက်က sandwich တို့ပါကမရှိရင်ဘာကတင်ဆန်ပေါ့နော်ဘူပီးမှာပါနေကြတိုင်းခောက်ဆွဲကြောသမင်းကြောပြီးတော့ဒီဝတ်သုံးသက်သားပေါင်းဒီဝန်းနေကိုကင်လို့ပါလေဘဲကင်လည်းပါတယ်ပေါ့နော်နောက်ပြီးတော့ဒီဘက်ကအဲ့ဒုတ်ထိုးလောက်ထားတဲ့ဟာလေးဆိုလေတော်တော်စားလို့ကောင်းဝက်ကုတ်သားလောက်ထားတဲ့တယ်ပေါ့နော်ကဲစားပါပြီကင်းချောင်းလေးကတော်တော်စားလို့ကောင်းမှာပေါ့နော်ဒီနေ့စားခဲ့တဲ့ပြန်လေးမှာအဲ့ချောင်းလေးကတော်တော်ရတာရှိရပေါ့နော်တားလေးကလည်းတီးတော့ပဲအချက်လေးကအဲ့ဒီတော့တော်တော်သဘောကျပါတယ်ပြီးတော့ကိုတီယိုတုံးလေးကိုတုပ်ပြီးတော့တို့လာချပေးရပေါ့နော်အဲ့နဲ့ဒီလေးတော့မြည်ကြည့်လိုက်တယ်ဒီကအသားလုံးကင်စားကြည့်ရဘဲကင်မြည်ကြည့်မယ်ပေါ့နော်ဘဲကင်ရဲ့ရတာကြတော့နည်းနည်းလေးချက်တယ်ပေါ့နော်ရတာတော့ရှိပါတယ်အသားလေးနည်းနည်းပေါ့နော်တခြားဆိုင်တွေလိုမျိုးသွားစီအီမနေပဲနဲ့နည်းနည်းချက်တာလေးပဲရှိရအာလူချောင်းကျော်စားရဒါလေးတော့မလာကေတုံးလေးပါမလာကေတုံးကြီးကြီးရယ်အဲ့ထုံချိုင်းကင်ကြီးရလေသူခင်းနဲ့တက်မိကြပါလို့လားမသိဘူးနည်းနည်းလေးတော့ပါတယ်ပေါ့နော်အတော့ရတာကတော့ဒီတော့ပဲအရင်လည်းမဆက်ဘူးအရင်လည်းမချိုးပေါ့နော်ဒါအဆင်ပြေပါတယ်မလာကေတုံးလေးစားပြီးတော့အပြင်ကျော်လေးစားကြည့်ရပေါ့နော်ကပင်ကျော်လေးကသူကတားလေးနဲ့လုပ်ထားပါပြီးတော့ရင်းနှီးတော့တယ်ရင်းနှီးကတော့ပူပေးရမှာပါဘူးเนาะgreen tea ရရင် jasmine tea ရရင်ပြန်တော့4000ချိုးပေးရတယ်ပေါ့နော်တင်းဆန်းကကြတော့oriental ရတာလည်းနည်းနည်းတော့ဆက်တယ်ဝန်လေးကနည်းနည်းဘူးလို့တည်းပေါ့နော်မတုံးထက်တာကရောပဲနည်းနည်းလေးအသားတွေကပိုပြီးနူးရလို့ရှိရင်တော့ပိုပြီးစားကောင်းပေါ့နော်ဒါလေးကဂျပန်ကုန်ကြော်ပြီးပါအဲ့ဒါလေးရတာရှိရပေါ့နော်ဂျပန်ကုန်ကမျိုးဝတ်သားရေးပစတဲ့ထည့်ပေါ့ဝတ်သားစားလိုက်ချက်သားစားလိုက်ရောအမေရိကန်တို့လေးတောက်တယ်အတုံးလေးစားတယ်ဆူရှီကဒီထမင်းကြီးကတော့အေးရော်ပြီဒီနေ့ကိုယူလာမှာတခုပဲစားတဲ့ပေါ့နော်ဆန်ဒဝစ်ကတော့အထဲမှာအသားမပါဘူးအသီးပဲနဲ့ပဲနောက်ပူတင်ကွက်လေးစားတယ်ပန်ကင်းရှိလေးရပြီးတော်တော်လေးပြပြနေနေနဲ့တော့တောင်းလို့ကောင်းတယ်ပေါ့နော်ပြီးတော့တဲ့စနေဒီဇိုင်းရန်ကောင်းလို့မျိုးပေါင်းပြလိုက်သေးရပေါ့နော်အမေစားနေဟိုမှာအမေရိကန်တို့တော့တဲ့နမပြပြရတဲ့ဖိစားမယ်စားပြီးပါကောင်းချိတ်ကိုကြည့်နေပေါ့နော်ပါကောင်းချိတ်လိုက်တယ်မခရိုမဲချိတ်လိုက်တယ်ပေါ့နော်အဲ့နဲ့မခွန်တဲ့တော့စားလို့ကောင်းမယ်ပါစေတော့ဝင်သေးအဲ့ဒါလေးရပြီခရဆောင်ကအပြင်သားချွတ်ချွတ်လေးနဲ့တော်လေးစားလို့ကောင်းတယ်မူသားပေါ့နော်မူသားတော်လေးစားလို့ကောင်းတယ်ညမထဲကခွတော့ညတဲ့ချက်နော်ခရမ်မီနဲ့ဖိစားပေါ့နော်ချောကလက်လေးရတယ်နိသူကခက်ခက်လေးပြပြတော်တော်ရတာရှိရပေါ့နော်ကစင်စံလို့ဒီပါစံချီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်